ခန္ဓာစီစဉ်ရအဖွင့်ခြင်းနဲ့ဖြေရီလေးမှာဖြစ်တဲ့အတွက်တေးသရုပ်ပေါ်ပေးနိုင်ပါရဲ့တတမီမီများကိုစင်မြင့်ထက်ကိုချစ်ခင်စွာနဲ့ဖိကြားပေးရစေLet's
ဖွင့်ပြသခြင်းကိုပြီးစုပြောပြီးကပြပေးတော့ကြပါတော့ဆရာဆရာမနဲ့အပေါင်းဝင်တတမီမီအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်